အာကာသယင်ပေါ်ကခရီးသည်တယောက်ဟာနှစ်ပေါင်းကိုဆက်ကြာအိတ်ဆက်အနားယူဖို့သူ့ရဲ့အိတ်ဆက်ချင်းဆက်ထဲကိုပျော်ပျော်ရွှင်ရွှင်နဲ့ဝင်ရောက်သွားခဲ့ပါတယ်။သူနိုးလာရင်ကဘာတစ်တစ်ခုကိုရောက်နေမယ်လို့မျှော်လင့်ထားတာပါ။ဒါပေမဲ့ဆက်ထဲမှာလှည့်လျော်လိုက်တာနဲ့တစ်ခုခုထူးဆန်းနေတာကိုခံစားလိုက်ရပါတယ်။အိတ်ဆက်ချင်းဆက်ကချိုးရင်းနေပြီးပြန်ထွက်ဖို့ကြိုးစားပေမဲ့တကားကပိတ်မိနေခဲ့ပါတယ်။အတော်လေးအားထုတ်ပြီးတဲ့နောက်မှာတော့သူ့အပြင်ကိုထွက်နိုင်ခဲ့ပါတယ်။သူဟာအတော်လေးထိတ်လန့်သွားပြီးတခုခုမားနေပြီဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်အာကာသယင်မှုကိုတွားနှိုးဖို့ထိန်းချုပ်ရေးစင်တာကိုအပြေးသွားခဲ့ပါတယ်။တခြားလူတွေအချိန်မတိုင်ခင်နိုးလာတဲ့အကြောင်းပြောဖို့ကြိုးစားပေမဲ့အာကာသယင်မှုခန်းကဘလို့မှဖွင့်လို့မရဖြစ်နေပါတယ်။အခုတော့သူ့မှာနီးလက်တစ်ခုပဲကြံပါတော့တယ်။ကဘာမြေကိုအကူအညီတောင်းတဲ့စာပို့ဖို့ပါ။ဒါပေမဲ့အာကာသယင်ကကဘာနဲ့အလွန်ဝေးလွန်းတာကြောင့်စာရောက်ဖို့19နှစ်အကြောင်းပြန်စာရောက်ဖို့ကနောက်ထပ်36နှစ်ဆောင်ရမှာပါ။စုစုပေါင်း55နှစ်လောက်ကြာမှမို့လို့ဒါမဖြစ်နိုင်တဲ့ကိစ္စဖြစ်နေပါတယ်။နောက်ဆုံးမှာတော့သူဟာအကူအညီရဖို့မျှော်လင့်ချက်တွေဆွတ်လွတ်လိုက်ရပြီးအာကာသယင်ပေါ်မှာတယောက်တည်းအထီးကျန်စွာရှောက်သွားနေခဲ့ပါတယ်။ဒီနေ့မှာတော့အာကာသယင်ပေါ်မှာနောက်ထပ်လူတယောက်ရှိနေသေးတယ်လို့ခံစားလိုက်ရပြီးဝမ်းသာအားရသွားကြည့်တဲ့အခါမှာတော့ဒါဟာလူမဟုတ်ပဲပါတန်တဲ့စက်ရုပ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။နှစ်တွေအတော်ကြာအောင်အထီးကျန်စွာဖြတ်တန်းပြီးတဲ့နောက်ဒီနေ့မှာတော့သူဟာအိတ်ဆက်ချင်းဆက်ထဲမှာအိပ်ပျော်နေတဲ့အရန်လှပတဲ့မိန်းကလေးရောရာကိုတွေ့ရှိသွားပါတယ်။အဲ့ဒီနောက်မှာတော့သူဟာမလုတ်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။အဲ့ဒါကတော့အဲ့ဒီမိန်းကလေးကိုအချိန်မတိုင်ခင်နှိုးဖို့ပါပဲ။သူဟာစက်ကိုပြုတ်ပြင်ပြီးအော်ရိုရာကိုနှိုးလိုက်ပါတယ်။အခုတော့အာကာသယင်ပေါ်မှာသူတို့နှစ်ယောက်တည်းရှိနေတာမို့တဖြည်းဖြည်းနဲ့ရင်းနှီးလာကြပါတယ်။အော်ရိုရာရဲ့မွေးနေ့မှာတော့သူကစက်ရုပ်ဝေတာရဲ့အကူအညီနဲ့ပါတီပွဲတစ်ခုလုပ်ပေးခဲ့ပါတယ်။အရာအလုံးကအဆင်ပြေနေပုံရပေမဲ့စက်ရုပ်ဝတ်ကအော်ရိုရာကိုအမှန်တရားတွေပြောပြလိုက်ပါတယ်။အဲ့ဒါကတော့ဂျိုင်မာကသူ့အတ္တအတွက်အော်ရိုရာကိုအတင်းကျပ်နှိုးခဲ့တာပါဒါကိုသိသွားတဲ့အော်ရိုရာဟာအရန်တုံလှုပ်သွားပြီးသူ့ဘဝကိုဖျက်ဆီးလိုက်တဲ့အတွက်ရင်းမှုကိုစိတ်ဆိုးကစကားမပြောဘဲနေပါတော့တယ်။အဲ့ဒီအချိန်မှာပဲအာကာသယင်ပေါ်မှာကြီးမားတဲ့နည်းပညာပိုင်းဆိုင်ရာချိုးယွင်းချက်ဖြစ်ပေါ်လာပါတယ်။အမြန်ဆုံးမပြင်ရင်အားလုံးပျက်စီးသွားနိုင်တာကြောင့်ဂျန်ကအပြင်ကိုထွက်ပြီးစနစ်ကိုပြင်ဆင်ရပါတယ်။အသက်အန္တရာယ်ရှိတဲ့ကြားကသူဟာအောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြင်ဆင်နေတော့မှပဲဂျန်ဟာအာကာသထဲလွင့်ထွက်သွားပြီးအသက်ကကျိုးပြတ်သွားခဲ့ပါတယ်။အော်ရိုရာကသူ့ကိုအစွမ်းကုန်စူးစမ်းပြီးပြန်ဆွဲတင်ခဲ့ရပါတယ်။ယင်းရဲ့ကိုခန္ဓာကလှုပ်ရှားမှုမရှိတော့ပေမဲ့အော်ရိုရာကစေကူတာမှုဆက်တွေနဲ့အစွမ်းကုန်ကူတာပေးခဲ့လို့နောက်ဆုံးမှာဂျန်အသက်ရှင်သွားခဲ့ပါတယ်။အခုတော့အာကာသယင်ပေါ်မှာနောက်ထပ်တစ်ယောက်ပဲအိတ်လို့ရမယ်ဆက်တလုံးကြံပါတော့တယ်ဂျန်ကအော်ရိုရာကိုပြန်အိတ်ဖို့နဲ့သူပဲတစ်ယောက်တည်းနိုးနေခဲ့မယ်လို့ပြောပါတယ်။သူ့အမားအတွက်ပြန်တောင်းပန်တဲ့အနေနဲ့ပါဒါပေမဲ့အော်ရိုရာကဂျန်နဲ့တူပဲဆက်လက်ရှင်တန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နှစ်ပေါင်း88နှစ်ကြာပြီးနောက်အာကာသယင်ကပန်းတိုင်ကိုရောက်တဲ့အခါတခြားခရီးသည်တွေအားလုံးနိုးလာကြပါတယ်။သူတို့မြင်လိုက်ရတာကတော့အံ့ဩစရာကောင်းလောက်အောင်လှပတဲ့ပန်းချံကြီးအဖြစ်ပြောင်းလဲနေတဲ့အာကာသယင်ကြီးပါပဲဂျန်နဲ့အော်ရိုရာတို့ဟာအတူတကွပျော်ရွှင်စွာဖြတ်တန်းသွားခဲ့ကြတယ်ဆိုတာကိုသက်သေပြနေတာပါ။တင်းဘဝမှာတင့်ကိုအမြဲကူညီဖေးမမဲ့လက်တွဲဖော်ရှိနေရင်ဘလို့အခြေအနေမျိုးမှမဆိုပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်